TikTok မှာတင်ခဲ့တဲ့မြေပုံ animation ကို pro level သမားတွေဘယ်လိုဖန်တီးလဲဆိုတာကိုအဖတ်မှာလုပ်ပြပေးမှာဖြစ်ပါတယ်။ကဲကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်။ပထမဆုံးမြေပုံ footage လေးကိုထည့်မယ်။ဒီပေါက်လေးကြာလာတဲ့ခါမှာကျွန်တော်သူ့ကို footage အနေနဲ့ပဲထည့်မယ်။ဖြည့်လုပ်မယ်။ဒီ footage လေးကို composition နဲ့ပြောင်းမယ်။ဒီမှာဆိုရင်မြေပုံလေးကို unselect လုပ်ထားဖို့လိုတယ်။ပြီးရင် pen tool ကိုခေါ် stroke ကို30ထားမယ်။ကျွန်တော်ကတော့အရှောင်ကိုဒီရောင်လေးပဲထားမယ်။ပြီးရင် pen tool ကိုမြန်မာပြည်ပေါ်မှာတစ်ချက်ထောက်မယ်။ရင် brush ကိုတွားပြီးတော့ထောက်မယ်။မှဆိုရင်မြင်းတန်းလေးရလာလိမ့်မယ်။အဲ့ဒါကိုကျွန်တော် order လေးနှိပ်ပြီးတော့မြင်းကိုလေးဖြစ်အောင်ဆွဲမယ်။ထိတ်လေးကိုကျွန်တော်လုံးအောင်ဖြည့်စေချင်တဲ့ကြောင့်မို့ဒီမှာ round cut ကိုယူထားဖို့လိုတယ်။ဒီလိုနှစ်ခုကို 3D ပေးပြီးတော့ကင်မရာကိုခေါ်မယ်။ right click ကိုနေမယ်။ new ကိုသွားမယ်။ကင်မရာကိုခေါ်မယ်။ဒီ preset ထဲကကျွန်တော် 35mm ကိုပဲယူထားမယ်။ပြီးရင် okay နေမယ်။ပြီးတော့ right click ကိုနေပြီးတော့နားပချက်တစ်ခုခေါ်မယ်။ shape layer ရဲ့ပတ်လမ်းကြောင်းကို copy လုပ်မယ်။ဒီ copy လုပ်ထားတဲ့ shape layer ရဲ့ပတ်လမ်းကြောင်းကိုနောက် object ရဲ့ position မှာသွားပြီးတော့ paste လုပ်မယ်။ဒီမှာဆိုရင် keyframe လေးနှစ်ခုမြင်ရပါလိမ့်မယ်။နောက်ဆုံး keyframe လေးကို7 second လောက်မှာရွှေ့ထားမယ်။ပြီးရင် keyframe နှစ်ခုလုံးကို select လုပ်ပြီးတော့1 second နဲ့8 second လောက်မှာထားမယ်။ဒီ shape layer ကိုလာပြီးတော့ frame back ကစားမယ်။ shape layer ကို select လုပ် up button လေးကိုနှိပ် frame back ကိုရွှေ့ frame back ထဲက and ကို keyframe ကစားမယ်။ frame back ရဲ့ပထမဆုံး keyframe ကနောက် object ရဲ့ပထမဆုံး keyframe နဲ့အချိန်တူရမယ်။ဒီမှာ1 second မှာပဲကျွန်တော်စလုပ်မယ်။ဆုံး keyframe မှာ0ထားမယ်။ဒီ second မှာ100ထားမယ်။ပြီးရင်ဒီ shape layer ကို U ဆိုပြီးနှိပ်မယ်။ဒါဆိုရင်ဒီ shape layer ရဲ့ keyframe only ပဲပေါ်တော့မှာဖြစ်ပါတယ်။ဒီ keyframe တွေအားလုံးကို select လုပ်မယ်။ ECEF နာကိုနှိပ်မယ်။ဒီမှာ graph editor တွေကိုတွားပြီးတော့သူ့ကို keyframe velocity 65ပဲထားမယ်။နှစ်ခုလုံးပြီးရင် shape layer ရဲ့ keyframe တွေကိုလည်း right click နေပြီးတော့ keyframe velocity ကို65ပဲထားမယ်။ဒီမှာဆိုရင်နားလေးက shape layer ရဲ့ထိပ်ဆုံးကနေပဲသွားနေတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ composition setting ဒီနေ့ဖြင့် command K ကိုနှိပ်ပြီးတော့ပြန်ပြင်မယ်။ဒီမှာ1920 1380ပေါ့နော်။ပြီးရင် okay နေမယ်ပြီးတော့ကင်မရာကိုနား object နဲ့တွားပြီးတော့ parallel နဲ့ချိန်မယ်ဒါဆိုရင်ဒီလိုကြီးပဲပေါ်လာမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြန်ပြင်ဖို့အတွက်ကင်မရာရဲ့ position တွေကိုတွားပြီးတော့ပြင်ရမှာဖြစ်ပါတယ်ဒီမှာကင်မရာရဲ့ H1 position တွေကို0ထားဖို့လိုတယ်ဒီ animation လေးတော့ရလာပြီဒါပေမဲ့ကျွန်တော်တို့ဒါလေးကိုကြည့်လို့ခေါင်းကင်မရာ anyway ကစားမယ်ကင်မရာရဲ့ပထမဆုံး keyframe ကိုအစမှာပေးမယ်ပြီးရင်ဒုတိယ keyframe ကို2 second လောက်မှာပေးမယ်ပထမဆုံး keyframe ရဲ့ set position ကိုနှုတ်4တောင်ထားမယ်ပြီးရင်ဒုတိယ keyframe ကို copy လုပ်ပြီးတော့7 second မှာတွားပြီးတော့ paste လုပ်မယ်အဲ့လိုမျိုးပဲ9 second မှာပထမဆုံး keyframe ကို copy လုပ်ပြီးတော့9 second မှာ paste လုပ်မယ်ကင်မရာရဲ့ keyframe အားလုံးကို select လုပ်မယ် ECEF နာကိုနေမယ်ပြီးရင်တို့ရဲ့ keyframe velocity တွေကိုကစားပေးမယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီပုံ animation တွေရပါပြီပြီးတော့ ਨੇ ဒီ shape layer တွေကိုကျွန်တော်ဒီ glow effect လေးထည့်မယ် exposure ကိုဒီလောက်ပဲထားမယ်သူရဲ့ radius ကိုလည်း900လောက်ပဲထားမယ်ကိုမှဒီ glow effect မရှိဘူးဆိုရင်ရိုးရိုး glow effect ကိုပဲသုံးလို့ရတယ်ပြီးရင်ဒီအောက်ဆုံး layer နှစ်ခုကို motion blur ပေးထားမယ်ပြီးရင် background layer တစ်ခုထည့်ဖို့အတွက်ကျွန်တော်တို့ right click ကိုနေမယ် solid layer ကိုခေါ်မယ်ပြီးရင် PG လို့ရေးထားပြီးတော့သူကိုအနေရောင် layer လေးခေါ်မယ်ပေါ့နော်ဒီ background layer ကိုပဲထပ်ပွားမယ် control D နဲ့ပွားထားမယ်ဒီပွားထားတဲ့ layer တွေကိုပဲကျွန်တော် create effect လေးထည့်မယ်ဒီ create effect တွေက width slider ကိုရွေးမယ်သူ့ရဲ့ width ကိုကျွန်တော်ဒီလောက်ပဲထားမယ်ပြီးရင်ဒီ grid layer ကိုလည်းကျွန်တော် 3D ပေးထားမယ်သူ့ရဲ့ opacity ကိုလည်းကျွန်တော်10လောက်ပဲထားမယ်ဆိုရင်ကျွန်တော်တို့ grid layer ကို 3D ဖွင့်ထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့ layer အပြည့်မပေါ်တော့ဘူးဒါကိုကျွန်တော်တို့
CC repeater ဆိုတဲ့ effect လေးကိုသုံးပြီးတော့အပြည့်ပေါအောင်လုပ်မယ် CC repeater effect လေးထည့်မယ်ဒီမှာဆိုရင် repeat နေရာမှာ unfold လုပ်ထားဖို့လုပ်တယ်သူရဲ့ setting တွေကဘယ်ညာအပေါ်အောက်ကို expand လုပ်မယ်ဒါဆိုရင်ဒီ shape layer ရဲ့အစာကဘယ်နေရာပဲရောက် camera ရဲ့အလဲ focus မှာပဲရှိနေမယ်ပြင်ဒီ screen ကြီးရဲ့အလဲတက်မှာပဲရှိနေပြီဆိုတော့ကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒါကကျွန်တော် pro level editor တွေသုံးကြတဲ့ technique ကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ကဲအားလုံးပဲဒီ video လေးကအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ Total YouTube channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံး